ကောင်းနေဟင်ကြာကြိုက်မဲ့သူမရှိမှဘဝမှာစောင့်ရမဲ့သူမဲ့နေဦးမယ်ကျမဆောက်ရှောက်မှာပေါ့မလို့ချင်ပါဘူးကျမကိုယ်တိုင်လည်းဆောက်ရှောက်ကျမအမေနဲ့ကျမအဖေဘသူ့မှအားမကိုးစရာမင်းကဘယ်လောက်ဆန်းစားရှိလို့လားမင်းအမေနဲ့မင်းဖွားမင်းကိုယုံကြည်တယ်ဟုတ်လေရှင်းကျမအဖြစ်သေးရတယ်အရှင်းသေးတာဟုတ်ပါမင်းကမင်းအမေနဲ့ဖွားဆောက်ရှောက်နေတယ်လို့ကိုမယုံကြည်ဘူးတကယ်တော့မိန်းမပါကျမဥဆောင်မောင်းနေဆိုရင်ကျမအမေကိုမိုးပေးမဲ့ဥရဲ့အရေးကိုပြန်ရောက်သိမ်းပေးမှာလားမင်းကငါယုံကြည်အောင်တက်တည်ပြနေမယ်ဆိုတော့ငါယုံသိမ်းပြီဥပဒေတည်ပါစေဆက်ချပါပြီချင်ပါဗျာတချင်းတွေပါလေဆိုပြပါလားညဆိုကောင်းတာပဲဒီပေါ်လေအခုလိုမျိုးကိုတောင်းဆိုတဲ့သူတွေရှိလာပြီဆိုတော့လေတက်ပြီးညာမနေတာဟောဟာဘာတချင်းဆိုပြရမလဲအင်္ဂလိပ်တချင်းလားဗမာတချင်းလားဒါမှမဟုတ်တူလေးတဲ့တချင်းလားမမကြီးတချင်းလားအဲ့ဘာတခုမှနားမထောင်တယ်ဘာမှစစ်သမီးရေဆိုတော့စစ်သားနဲ့ဆိုင်တဲ့တချင်းတွေဆိုဟာဘာချင်းဆိုပြဟာနေဆိုနေကြတချင်းနေတောင်ပြရန်နေကိုကြောဖို့အိတ်တွေကိုပါတဲ့တချင်းတွေဟာနေဆိုနေကြအောင်ဟောရပြီခဏလေးနော်ငါအခုလောလောဆယ်ဂီတာကျိုးလေးရောညှိပြရစီတောင်းရပြီတကယ်ချင်းတော့ဒီနေ့ကတကယ်ချင်းအားလုံးကိုအိမ်မငိုင်းအောင်လို့ငါတို့အားလုံးနဲ့ဆိုင်တဲ့ချင်းတွေကိုဆိုရမယ်အစိမ့်ကြီးလက်ခုပ်တန်လေးတစ်ချက်ချင်းချင်းချင်းကြပါနော်စတနန္တနန္တတနနန္တနန္တနန္တတနနန္တနန္တနန္တမောင်ရဲ့ထင်တော့မလွယ်လွယ်နဲ့အောင်စာတော်များမြောက်လာခဲ့မိပေါ်မှာမြူညင်မနဲ့နော်ဘူလောင်စသမီးဘွားချစ်သူလွမ်းမို့ရတခါလေးချိန်တော့မပေးနိုင်ပါတောတောင်ကိုကြောကဖြစ်လို့တိုင်းပြည်တောင်ထမ်းလို့ကြောဖို့အိတ်ကိုလိုက်ပါဒါတွေကိုမိကျင်ခွင့်ကပြီးတော့မှမေးကြည့်ပါကွယ်ခံစားချက်တွေပါလို့နေမှာဘယ်သူ့ကိုလမ်းနေရလဲပြောလိုက်မဟုတ်ရပါဘူးငါမှလမ်းစီရဆိုလို့ငါသိချရတဲ့ဖေဖေရဲ့ငါသိချရတဲ့မိမိရဲ့နောက်ပြီးတော့တိတ်တော့တိတ်တက်ပြီးတော့တိတ်ပြီးတော့အားကိုးရတဲ့ငါရဲ့အကောင်းစားအကိုလေးဒါလေးပဲရှိရပါဟဲ့အဲ့ဘာလို့လဲဟောနင်ကလည်းပြောင်းကြည့်နေရလေဒီလိုလေးတော်လေးနေရနေယူပါဟဲ့တကယ်လဲယူပါလို့မနေနဲ့ငါတစိမ့်တွေရောဖက်နဲ့တွေရောအကုန်လုံးပြောင်းနေပြီနင်တို့နှစ်ယောက်သာမပြီးသေးရမပြီးသေးမနေ့ကကြာတန်းစီကွန်းမှာဖြစ်မလဲဆိုတာတော့ဟဲ့တော့မှလုံးဖြစ်ဒါကြည့်ငါနဲ့လည်းပြောင်းတွေ့လားဟုတ်လားမကြည့်ညာ ရောင်းမနော်လုံးလဲယူတာပဲနော်ရောင်းနေပြီ
မောင်ဆုံးမြင့်နဲ့ဆိုရင်တော့စိတ်ချပါပြီ စိတ်ချပါတယ်တော့ကျွန်တော်ခင်းနေတဲ့ဒီသမီးလေးကိုကျွန်တော်ဆောက်ရှောက်ပါပါမယ် မဲဖွာသမီးဒါဘာလို့နေကြလဲအဖွာဒါဘာလို့မရလဲမောင်ဆုံးမြင့်ကလူကြီးဆောင်ရတဲ့သမီးမေမေကိုလာတောင်းတာလေကွဟမ်သမီးသဘောမတူတော့အဖွာကျမလုံးဝသဘောမတူဒီမှာအောင်ဆုံးမြင့်ရှင်ကျမကိုပေးထားကြတယ်မှတ်မိသေးလားဟမ်ကျမအမေကိုစောင့်ရှောက်နိုင်တဲ့အရေးချင်းရှိရဲ့နေကြရင်ရှင်မေကိုလက်မထပ်ပါဘူးဆိုဟဲ့ကလေးမလူကြီးကိုဘယ်လိုပြောလိုက်တာလဲဖြေပါအောင်ဆိုမြင့် ဟုတ်ပါလေလဲဝါသမီးဘက်ကခံရုံနဲ့တက်တည်ထောက်ထားပြနေလို့ဆိုရင်ဥရဲ့ဂတိကိုတီးပါပါသမီး တောင်းမြင်ကျမလာမဲ့ကျောင်းဆင်းပွဲမှာအကောင်းဆုံးပုံလောင်းဖြစ်ရွေးချယ်ခံရတယ်ပြီးတော့နိုင်ငံတော်ကပြန်တန်းဝင်အရာရှိဖြစ်သတ်မှတ်တော့မှာပါအဲ့လိုအရေးချင်းရှိတဲ့မိန်းမတယောက်အားရလူလို့ဟုတ်ပြောအောင်ပါလားတာမန်ယောက်ျားရတာမလုံနိုင်တဲ့လေ့ကျင့်မှုတွေအောင်မြင်ပြီးဒီနေရာရောက်လာခဲ့တဲ့ကျမအမေနဲ့အဖေကိုမစောင့်ရှောက်နိုင်ဘူးဦးကထင်းနေရလား ဝမ်းသာပါလေလဲဝါဥကုံကြီးပါလေဥသမီးကိုပေးထားတဲ့ဂရိတိုင်းတီးရပါသည်တော်ကျွန်တော်တို့ကလက်ဝါကိုပေးထားတဲ့ဂရိတီးဖို့အတွက်ဒီနေ့တောင်းရမ်းညွှန်ကျွန်တော်ဘက်ကပဲဖြတ်သိမ်းပါကျွန်တော်ခွင့်ပြုပါဖွာမေအဖွားနဲ့အမေကိုအကောင်းဆုံးအရေးမှုပေးဖို့တမိတောင်းရပြရစီနော်မေတမီးလေးကြီးရလေခုလိုစကားလေးကြားရတာလေအမေရမ်းဝမ်းသာတာပဲကိုယ်ဟိုအမေရမ်းလဲအောက်တက်သွားတာသိလားတမတော်ကတင် जा ပေးလိုက်တဲ့အသိဉာဏ်လေးနဲ့ပညာရေးကြောင့်တမီလူလားမြောက်ခဲ့ပါပြီအမေနဲ့အဖွားမိခိုးဖို့အတွက်တမီပခုံးနေခိုင်မာလာခဲ့ပါပြီအဖွားတမီကိုယုံကြည်ပြီလားယုံကြည်ပါပြီငါမီးရဲ့ငါမီးကိုအထင်သေးခဲ့မိတာဘာကိုခွန်းလို့နော်ဒါခွင့်လို့ဆရာမဟုတ်ပါဘူးဖွားရဲ့ဒါဆိုလို့ရှိရင်တမီးကအမေနဲ့အဖွားကိုမူပေးမယ်ထီလေးပေါ့နော်ငါဘောငါမီးရဲ့ငါမီးကအမေနဲ့အဖွားကိုမူပေးမယ်ထီလေးမမီးတို့ရဲ့ထီလေးပေါ့ဒါဆိုတမီးကထီလေးဖြစ်သွားပြီပေါ့နော်တကယ်တော့ကျမတို့တွေဟာတက်မတော်ရဲ့ပြုစုပြောထောင်မှုတွေတက်မတော်ကြီးဘိုးလောင်းတင်တန်းကြတဲ့လေ့ကျင့်သင်ကြားမှုတွေကြားမှာပုံပေါ်လာတဲ့တမဏိပန်းမွန်လေးဖြစ်ခဲ့ပါပြီ။ကိုယ်နိုင်ငံကိုယ်လူမျိုးအတွက်အမျိုးသားရင်နဲ့ရင်မောင်တန်းပြီးကာကွယ်ဆောင်ရှောက်ပေးနိုင်မယ်အာဇာနည်သူရဲကောင်းတွေဖြစ်လာကြပါပြီ။မြန်မာစကားပုံလေးတစ်ခုရှိရလေ။ငငယ်ရသမီးကြီးရော်ထီးတဲ့အဲ့လိုပါပဲ။အခုလဲကျမတို့တွေဟာကိုယ့်မိသားစုတွေမကပဲကိုယ့်မိကိုယ့်ရဲ့အတွန်းရှင်အောင်ဝမ်းကာဝယ်အရေးမိုးပေးကြမယ်ထီးအရေးတွေဖြစ်လာကြအောင်မှာပါ